ဟဲ့ပြအားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ကိုစီရဲပေါ့နော်ဘလို့ကိုကြော်နန္ဒပေါ့နော်ဘလို့ဘာစအောင်လဲဆိုတော့ကြော်နေတဲ့တူပေါ့နော်ကြည့်လိုက်အောင်ဗျာ let's go ရှင်းရပြီးအချစ်ကပြုတ်ချင်းနေပေးတယ်အချစ်ကတာယာချင်းနေပေးတယ်အချစ်ကခွန်အားတွေပေးတယ်ညဆိုင်ကောင်းခေါ်တယ်သူကြောက်ကြောက်ပါဖြစ်တာဒါလို့ဒါအချစ်ဗီဒီယိုကောကိုညီလေးကတညာလုံးထားပြီးအိတ်တာချစ်တက်လိုက်တာချစ်ရစီလူရအောင်မြစ်တစ်ချင်းပါချစ်တက်တယ်ဘောင်းမရှိတယ်ဘယ်ညိုးကြောင့်အချစ်ကအရွယ်တိုင်းပြုတ်နေရမယ်ဟိုနောက်ကစားသားပါဘယ်ညိုးကြောင့်အဲ့လိုပြောတော့ဘာလဲမဆိုအဲ့ဒါမဆိုတော့အဲ့ဒါကြောင့်သူတို့စိတ်မချတာသူတို့စိတ်မချခြင်းတောင်မခံနိုင်ဘူးကျွန်တော်တို့ကလာပြီလာပြီတကယ်အယုံကြည့်ရမကင်မဲလည်းမနေဘူးပြောဟောအမဝိညာဉ်သားကိုမလေးကိုစိတ်နဲ့စကားပြောနေတာတော့မဟုတ်ကြမပြောနေတာတညတော့ဗီဒီယိုခြာပြီးအိတ်နေတဲ့အကြောင်းပြောနေတာမဟုတ်နောက်နေကြတယ်ဒါပေမဲ့ညီလေးကပြောတယ်လေမကင်ပါဘူးတဲ့ကိုကကင်ရင်မကင်တာတဲ့ပြောပါဦးကင်ပါတယ်နင်းတယ်ပြောပါဦးကိုပြဿနာရှာနေတော့စားရနော်ကိုကြော်နန္ဒစားရနော်အေးအဲ့လိုနေမဖောက်ပါဘူးပြန်မဖောက်ပါရောက်ပြန်လာပြီချွေးရောက်ပြန်လာပြီချွေးရောက်ပြန်လာပြီဟုတ်ဒီကြိုင်ပါလေဟုတ်ဒီကြိုင်ပါလေဒီအမြဲတမ်းကြိုင်တယ်တင်ရတော့ခဏနော်အမြဲတမ်းကြိုင်တယ်တင်ရတော့ခဏနော်ဘာလို့ဆက်တော့ဒီလိုပြပြမယ်အဲ့ဒါတော့မမြင်ဘူးကိုရီးယားအင်းနဲ့ရှစ်ကြောက်ဓာတ်ဆက်နေတဲ့ဟိုအချစ်ကပြောင်းနေပြီးတယ်အချစ်ကပြုတ်ချင်းနေပေးတယ်အချစ်ကတာယာချင်းနေပေးတယ်အချစ်ကခွန်အားတွေပေးတယ်ခွန်အားတွေပေးတယ်ခွန်အားတွေပေးတယ်လောက်တော့ကိုသူကဲတော့ဖုန်းနဲ့အဲ့ဒါတွေပဲရှင်းတယ်နော်အဲ့ဒါဘာနဲ့ထုံလို့လားစီးရီးနဲ့ထုံလို့ဘယ်သူကပါဆိုအမလင်းဆိုမလင်းဆိုပထမပိုင်းဒုတိယပိုင်းနေအခုပြန်ရမှာတော့ဒီလိုမျိုးညစာစားဝယ်အစုံနဲ့အပေါ်ကိုညီနဲ့နိုင်မတောက်ဆိုတော့အိမ်မကောင်းဘူးဗျာအဲ့တော့ဘိုင်းမှာကျွန်တော်ဆက်လက်ပြီးအပိတ်ကြပါအောင်မြန်လိုက်ဆက်ကွက်လေးနဲ့ကျွန်တော်ပတ်မှုကြပါအောင်လို့ပြောချင်ပါတယ်အဲ့လိုဘိုင်းမှာ